ပွဲမနိုင်ရင်ဝယ်ထားတဲ့မန်မာကြီးတွေမကပဲနစ်နာကြီးပါပြန်ထည့်ပြီးအမ်းပြီးမယ်11ရဲ့အာမခံမန်မာပွဲဟုတ်ပါတယ်ကိုဆရာတော်နားကြမမပါဘူးခင်ဗျာတကယ်ပြောနေတာပါဘာဟုပြောချင်တာလဲဆိုရင်ကျွန်တော်ရဲ့အာမခံမန်မာရောင်းပွဲတွေဟာပွဲများမှားသွားခဲ့လို့ရှိရင်ကျွန်တော်ကဝယ်ထားတဲ့မန်မာကြီးတွေမကပဲနဲ့နစ်နာကြီးပါပြန်ထည့်ပြီးအမ်းပြီးသွားမယ်ဆိုတဲ့အကြောင်းပြောချင်တာပဲဖြစ်ပါတယ်ခင်ဗျာဘလို့မန်မာပွဲတွေရှိမလဲဆိုတော့ကျွန်တော်အသေးစိတ်ရှင်းပြချင်ပါတယ်ကိုဆရာရေဘလို့ရှိမလဲဆိုရင်3ပွဲထွက်ပါမယ်ခင်ဗျာပထမတစ်ပွဲသည်3000တန်ဒုတိယတစ်ပွဲသည်9000တန်နဲ့တတိယတစ်ပွဲသည်3သိန်းတန်ဆိုပြီးတော့3ပွဲထွက်ပါမယ်ခင်ဗျာ3ပွဲလုံးဝယ်ယူလို့လည်းရတယ်လို့တပွဲချင်းလည်းဝယ်လို့ရပါတယ်3ပွဲလုံးယူမယ်ဆိုရင်3သိန်း8000ကျမှာကို3သိန်းခွဲတဲ့နဲ့ဝယ်လို့ရမှာဖြစ်ပြီးတော့တပွဲချင်းဝယ်တဲ့ညီကိုတွေအတွက်ကိုကျွန်တော်ပြန်အန်းတဲ့ system လေးကိုရှင်းပြပေးချင်ပါတယ်3000နဲ့ပွဲဝယ်ခဲ့တယ်ဆိုပါစို့ကျွန်တော်ရောင်းခဲ့တဲ့3000နဲ့မန်မာပွဲကိုဝယ်ပြီးတော့ရှုံးများရှုံးသွားခဲ့မယ်ဆိုရင်ကျွန်တော်ကအဲ့ဒီ3000ကိုပြန်အန်းပေးပါမယ်သို့မဟုတ်နောက်ထပ်တစ်ပွဲနောက်ရက်မှာအစားထိုးပေးပါမယ်ခင်ဗျာ9000နဲ့မန်မာဝယ်ခဲ့တယ်ဆိုရင်တော့ကိုဆရာတွေကိုအနည်းဆုံးပြား90နဲ့အထက်ရှုံးရင်ပြား90နဲ့အထက်ရှုံးရင်9000နဲ့မန်မာညီကိုတွေကိုကျွန်တော်က9000ပြန်အပ်ပြီးတော့မှာပဲဖြစ်ပါတယ်ပြား90နဲ့ပြား90ရဲ့အောက်ပဲရှုံးနေဆိုရင်တော့မန်မာကြီး9000ပြန်အပ်ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာတသိန်းနဲ့မန်မာဝယ်တဲ့ညီကိုတွေအနေနဲ့တသိန်းနဲ့မန်မာဝယ်လိုက်ပြီဆိုပြီးပွဲများရှုံးသွားခဲ့လို့ရှိရင်ကျွန်တော်ကပြား90နဲ့အထက်ရှုံးသွားခဲ့လို့ရှိရင်တသိန်းနဲ့မန်မာညီကိုတွေကိုတသိန်း3000ပြန်အပ်ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒါကတပွဲချင်းဝယ်ယူမယ်ညီကိုတွေအတွက်ပဲဖြစ်ပါတယ်ပုံပွဲလုံးကိုတသိန်းခွဲနဲ့ဝယ်ထားတဲ့ညီကိုတွေအတွက်ကကြတော့နှစ်ပွဲနိုင်ပြီးတော့ပုံပွဲမှာနှစ်ပွဲနိုင်ပြီးတော့တပွဲရှုံးနေဆိုရင်ကျွန်တော်အနိုင်လို့သတ်မှတ်ပါမယ်ခင်ဗျာဒါမှမဟုတ်နှစ်ပွဲရှုံးပြီးတော့တပွဲပဲနိုင်လို့ရှိရင်တသိန်းခွဲနဲ့ဝယ်တဲ့ညီကိုတွေကိုတသိန်း8000ပြန်အပ်ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာခြေချော်လက်ချော်နဲ့သုံးပွဲစလုံးများရှုံးသွားခဲ့တယ်ဆိုရင်တော့ကျွန်တော်ကတသိန်းခွဲနဲ့ဝယ်ထားတဲ့ညီကိုတွေကို2သိန်းပြန်အပ်ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအခုချိန်မှာကိုဆရာတို့စိတ်ထဲမှာတွေးနေတာကိုကျွန်တော်သိပါတယ်ကိုဆရာတို့အနေနဲ့ထိုးကြီးပြန်မပေးဘူးနော်ဒီပြန်ပေးတဲ့2000 3000ပြန်ထည့်အန်းလာလေးနဲ့ငါတို့ကဘာလို့ရမှာလဲလို့တွေးကောင်းတွေးနေနိုင်ပါတယ်ဒါပေမဲ့ပိတ်ဆက်ပြန်စဉ်းစားကြည့်ပါဒါဒီကျွန်တော်ဘက်ကကျွန်တော်ပေးနိုင်တဲ့တာဝန်ယူမှုတာဝန်ခံမှုလို့ခေါ်တဲ့ responsibility တခုကိုကျွန်တော်ပြန်ပေးတာပဲဖြစ်ပါတယ်ကျွန်တော်ပွဲရောက်ခြင်းတတ်ပြီးငွေရအောင်တတ်ပဲမဟုတ်ဘူးငွေမျက်နှာတခုတည်းမကြည့်ဘူးဆိုတာမျိုးကိုကိုဆရာတို့ပြောချင်တာပဲဖြစ်ပါတယ်ကိုဆရာတို့အနေနဲ့နိုင်သွားမှကျွန်တော်ပတ်စံယူမှာဖြစ်ပြီးတော့ကိုဆရာတို့ရှုံးရင်ကျွန်တော်ကနစ်နာကြီးအနေနဲ့ပြန်ပြီးထည့်ပေးမှာပဲဖြစ်ပါတယ်ထိုးကြီးတွေအဲ့လိုအများများဆဆပြန်မအမ်းပေးနိုင်တာတော့ခွင့်လို့စေချင်ပါတယ်ခင်ဗျာပွဲနိုင်တဲ့အခါမှာလေ3000နဲ့ပဲဖြစ်ဖြစ်9000နဲ့ပဲဖြစ်ဖြစ်3သိန်းနဲ့ပဲဖြစ်ဖြစ်နိုင်ရင်တောင်မှပဲပြားအနည်းဆုံးပြား90နိုင်မှကျွန်တော်ကပတ်စံယူမှာပါခင်ဗျာပြား90အောက်ပြား40ပြား30ပြား20ပြား30ဆိုရင်တော့ကျွန်တော်ကပြန်အမ်းပေးသွားအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာကိုရှာတို့အနည်းဆုံးပြား90နိုင်မှကျွန်တော်ကပတ်စံယူမှာပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကလေတနင်္ဂနွေနေ့ဖြစ်တာကြောင့်ကျွန်တော်ကပွဲတွေအများကြီးထွက်ပါမယ်ပွဲတွေအများကြီးထွက်တဲ့မှာအဲ့9000နဲ့အစွိ3000နဲ့9000နဲ့3သိန်းနဲ့ဒီမှာ3ပွဲကိုတည်တည်ချာချာလေးအားစိုက်ပြီးတော့ရွေးထုတ်ပေးသွားမှာပဲဖြစ်ပါတယ်3000နဲ့9000နဲ့3သိန်းနဲ့လို့ပြောလို့ဈေးခွာလို့ကွာလေးမေးလာနိုင်ပါတယ်ဘာမှမကွာပါဘူးခင်ဗျာစ조사အားထုတ်ထားမှုကအကုန်အတူတူပါပဲခင်ဗျာစ조사အားထုတ်ထားမှုကအကုန်အတူတူပါပဲဈေးနှုန်းသတ်မှတ်ချက်တစ်ခုပါပဲခင်ဗျာအဲ့တော့ကိုဆရာတို့အနေနဲ့ယုံကြည်စိတ်ကြွတာနဲ့ဝယ်ယူပြီးတော့အားပေးနိုင်ပါတယ်ကျွန်တော်ပြောချင်တာက3000နဲ့မို့လို့ short ရွေးတယ်9000နဲ့မို့လို့ short ရွေး3သိန်းနဲ့မို့လို့ပိုရွေးတဲ့စာမျိုးမရှိဘဲနဲ့အားထုတ်မှုကတော့သုံးလုံးမှာအတူတူပါပဲခင်ဗျာဘာဖြစ်လို့လဲဆိုရင်ကိုဆရာတို့နိုင်မှကျွန်တော်ပတ်စံရမှာပါကိုဆရာတို့မနိုင်ကျွန်တော်ပတ်စံမရပါဘူးခင်ဗျာအဲ့တော့ကျွန်တော်ကလည်းပတ်စံလိုချင်တာဖြစ်တဲ့အတွက်ကိုဆရာတို့ကိုမနိုင်နိုင်အောင်စူးစမ်းပြီးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ဆိုတနင်္ဂနွေနေ့ပွဲတွေရှိမယ်မနက်ဖြန်တကြံတွင်းလည်းရှိမယ်တကြံတွင်းမှာကျွန်တော်တို့ချန်ပီယံလိတွေရှိမယ်ယူရိုပါလိတွေရှိမယ်ပွဲတွေကမပြတ်ပါဘူးတောက်လျှောက်ကိုဆက်သွားတော့မှာပါအဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီလိုမျိုးပွဲရောင်းပါတယ်ဆိုတဲ့အကြောင်းကိုကိုဆရာတို့ကိုဒါမတိလိုက်မှဆိုလို့အတိပေးတာပဲဖြစ်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကိုဆရာတို့အနေနဲ့ဒါကျွန်တော်ဘက်ကကိုဆရာတို့ကိုပွဲရှုံးခဲ့ရင်တော့တာဝန်ယူမှုတာဝန်ခံမှုတစ်ခုပြန်ပေးတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အာမခံမန်မာပွဲ3000နဲ့9000နဲ့3သိန်းနဲ့ပွဲတွေကိုတပွဲချင်းဝယ်ယူလို့ဒီပဲဖြစ်စေ3ပွဲလုံးဝယ်ယူလို့ဒီပဲဖြစ်စေကျွန်တော်ကဆက်သွယ်လို့ရမယ် Viber နံပါတ်နဲ့ Telegram နံပါတ်လေးကိုကိုဆရာတို့ကိုပြောပြပေးခဲ့ချင်ပါတယ် Viber နံပါတ်09 0533 36635
ကျွန်တော်နောက်တစ်ခေါက်ထပ်ပြောပါမယ် Viber နံပါတ် 09 9339 36635ဆိုတဲ့ Viber နံပါတ်နဲ့ Telegram နံပါတ်ကလည်း09 9339 36635ဆိုတဲ့ Viber နံပါတ်နဲ့ Telegram နံပါတ်မှာဒါတွားပြီးတော့ဝင်နိုင်ပါတယ်ဟိုတွားပြီးတော့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာအတူအပရှိပါတယ်သတိထားပါမတင်နိုင်ရင်ကိုလည်းပဲအပန်ပို့ပေးပါလို့ပြောပါကျွန်တော်အပန်ပို့ပေးပါမယ်ခင်ဗျာဟိုအတူပလူလိန်နဲ့တွေ့မှာဆိုလို့ပါခင်ဗျာဘယ်လိုပဲဖြစ်ဖြစ်ချစ်ခင်ယုံကြည်အားပေးရညီကိုလုံးကျေးဇူးအများကြီးတင်ပါတယ်အာသရဖန်ညီကိုအားလုံးလည်းကျွန်တော်ချစ်ပါတယ်ခင်ဗျာဒါပေမဲ့ချစ်လို့တက်တက်လိုက်ဆနေတာပါအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့တွေခဏနေမှာကျွန်တော်ဒီသုံးသက်ချက်ပွဲသုံးသက်ချက်တွေနဲ့ပြန်တက်လာခဲ့ပါမယ်ကျွန်တော်ရဲ့ number package လေးကတော့အဲ့လိုရှိပါမယ်ခင်ဗျာကျေးဇူးလိုက်တင်ပါတယ်ကိုဆရာတို့ကျွန်တော်ခဏနေပြန်ဆောင်ကြပါမယ်ခင်ဗျာ